hello ဒီရမျိုးထားကြီးစီးပြီးတော့ကျမတို့ဘကို day trip သွားမှာဖြစ်ပါတယ်ကဲပျော်ပျော်ပါပါတို့တစ်ဖွဲ့လုံးမနက်စောကြီးထားပြီးသွားရပါတယ်ဒီရမျိုးစီးနိုင်ရင်တော့စောကြီးထားနိုင်မှရပါမယ်ယထာပေါ်မှာတစ်ဖြတ်တစ်ကက်လေးပေါ့နော်အလားလေးများဖွဲ့ရကျမတို့အဖွဲကတော့ယထာပေါ်မှာလဲခွီတာဆိုတာလေအရန်ပဲပြောလိုက်ရီလိုက်ပြောလိုက်ရီလိုက်နဲ့အမှမျက်နှာတွေတိုင်ကြည့်လိုက်ရီရတာဆိုတာလေအကြောင်းပေါင်းစုံပြောပြီးမိုးရင်းသွားရတာဆိုလဲလေမိုးရွာမလားအရန်ရွာမှာဆိုလို့ပါမိုးအေးလေးနဲ့တော့သွားလို့ကောင်းပါတယ်မနက်အစောကြီးထားရတာဆိုတိတ်ပြီးတော့နေတော့မပွင့်ဘူးပေါ့နော်မိုးရင်းဆိုတော့လဲရာသီဥတုကအေးလေးနဲ့နေလို့တော့ကောင်းတယ်စိတ်ဆိုးလေးတွေပေါ့ကွယ်အဲ့ဒါယထာရဲ့ပတ်ဝန်းကျင်လေးတွေတိုက်ထားပါတယ်ကဲဆင်းရတော့မယ်ကျမတို့တက်ကြွတဲ့ဖွဲ့ရတော့ဘယ်သူမှမစင်းခင်ဥအောင်ဆင်းမယ်ဆိုပြီးအဲ့လိုမျိုးရင်ဆုံးရက်နေတာပါရောက်ပြီเนาะတကားဖွင့်มาတော့စောင့်နေရပါတယ်ကွယ်ပြောမနေနဲ့တော့တက်ကြွကြတယ်ဆိုတာအဲ့လိုမျိုးရောက်ပြီကျမတို့စီလာတာတော့ရန်ကုန်မော်လမြိုင်ယထာကြီးပေါ့เนาะအရင်လဲစီလို့ကောင်းပါတယ်ကွယ်ယထာလေးရတယ်လေတန့်ပြန်နေရောပဲဘကိုးအစောကြီးရောက်တယ်6နာရီခွဲဆိုတာနဲ့ဘကိုးကိုရောက်နေပါပြီကျမတို့ကအဖွဲတို့ကတော့တုတ်ကိုတခါတည်းဆင်းလုံးပြက်တနေကုန်ငှားလိုက်တာပေါ့เนาะအဲ့ဒါမြင်ချင်းတွေ့ရတာတော့အဲ့မှာဘကိုးရဲ့10လားမသိဘူးမှားပြောရင်လည်းခွင့်လို့ကြပါမမှတ်မိတော့လို့ပါကဲမနက်စာကိုတော့တုတ်သမားညွန်ပေးတဲ့ဘကိုးကကော်ရီဆိုင်လေးကိုသွားစားတယ်အဲ့ကော်ရီကအရန်ကောင်းတာနော်အမှကြည့်လိုက်တော့ကော်ရင်နေထားအောင်မင်းတို့ကြည့်လိုက်ကြတော့ကွာဒါပေမဲ့တေချာစားပူလောင်တတ်တဲ့အားကောင်းပူမယ်နော်အငွေ1000တောင်ထွက်နေတာကော်ရီစားပြီးသွားရင်ကျမတို့ဖျောက်သွားမယ်ပေါ့နော်ကဲဘကူးမျိုးသားတွေအိတ်ကြီးတယ်ဟေးမထားကြသေးဘူးဘကူးဈေးတဲ့သွားမလို့ဟာဈေးမဖွင့်သေးလို့ကျမတို့ဖျားအရင်ဆုံးသွားရပါတယ်ဘကူးမျိုးမဈေးကိုမသွားခဲ့ရပါဘူးဈေးမှာလူတော့မရှိသေးဘူးအဲဒါကြောင့်ကျမတို့ဈေးကိုမရောက်ခဲ့ပါဘူးရှင်ရွှေမော်တော်ဖျားကြီးကိုအရင်ဆုံးဖူးတာပေါ့နော်ကျမတို့တွေကတော့ကျမတို့အဖွဲကအဲ့လိုပဲဖျားကိုအရင်ဆုံးသွားလိုက်ကြတယ်ပဲခွဲပြီးသွားရင်အမှတစ်ဖြတ်တစ်ကက်အလှကက်ကလေးကဲစပြီးတောင်းညံ့ပါပြီတောင်းညံ့တဲ့အဖွဲဆိုရင်ကျမတို့အဖွဲပါပဲဘယ်လိုမျိုးရိုက်ရမလဲဘယ်လိုမျိုးစခွီထားရမလဲဆိုရင်တော့မှညံနေရအရန်ကောင်းပါတယ်အရန်ကိုပဲ idea လည်းထွက်ကြပါတယ်အသက်ရတာကြီးသွားမယ်အတောင်းညံ့မပြတ်တာကျမတို့အဖွဲပါအဲ့လိုမျိုးလေးလည်းရိုက်ခဲ့ကြပေါ့နော်ရောချစ်ထွေးမှာပဲဖတ်သမင်းစားလိုက်တယ်ကဲဆက်လဲမယ်ပေါ့နော်ဘကိုးတုတ်ကလည်းတန်ပါတယ်ဆင်းလုံးငှားလိုက်တာဆိုတော့လေတနေ့ကုန်သူခမပို့ပေးရှာတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ပဲဘကိုးမျိုးနှံ့အောင်ပတ်မယ်ဆိုပြီးသွားကြတာဘကိုးရောက်ရင်ပါဝဲရမလဲတီးကြတယ်ဟောဒါပဲလေငချင်ပေါ့အဓိကကတော့ငချင်တွေကလည်းကျွေးတယ်နော်အဲ့လိုမျိုးတွေဆိုကျမတို့ဖွဲ့ရတဲ့တိတ်မစားနိုင်အောင်ရမ်းစားကြတာတော့အဲ့ဒါမှရှင်တို့တရေကြအောင်လို့ငချင်တုတ်တဲ့ပုံလေးလည်းရိုက်လာခဲ့တယ်နော်ကြည့်ပြီးတော့လည်းတရေကျမတို့တွေကိုပဲကြွေးထားသလိုပဲเนาะခွက်ကြီးရောအဲ့လိုမျိုးကိုကိုင်းပြီးကျမတို့ဖွဲ့ရစားကြတာပါရွှေသားလျောင်းသေးတဲ့ပတ်မယ်ဆိုရင်ပျော်စရာကြီးเนาะအစုံပဲရောင်းတာကြီးလဲစုံစွမ်းစီတော့အမှငှက်ကင်နေလားငှက်ကြော်နေလားမသိပါဘူးဒီကနေပဲသွားတဲ့ဒီကဲဝယ်ခဲ့တာတော့ကောင်းထက်ပါကောင်းထက်ပစွန်ချင်းမှာဝယ်ခဲ့တာပါအဲ့ခိုင်မှာတော့လူကတော့ကြိတ်တိုးပဲပြာရည်တုတ်ကောင်းချင်းတုတ်လည်းပါဆယ်ဆွဲခဲ့တယ်ပြီးတော့ရင်ဒါဘာလဲမသိဘူးဒီဖျားအောင်မှတ်မိတော့မြတ်သားလေးအောင်လားပါလားမသိမှားမှာဆိုလို့နော်တဘာဝနဲ့ပကိုးနဲ့ခွဲလို့မရအောင်တဘာဝကိုသွားဖြစ်အောင်သွားတဘာဝကတော့အရန်ကောင်းတာပါသူ့ဆိုင်ကဘာမဆိုကောင်းမယ်ထင်ပါတယ်ကြိတ်တိုးပဲတော့တကယ်ကြိတ်တော့အမှကြည့်လိုက်တပွဲကိုပိုးရှင်းအရန်များတာနော်တပွဲကို2ယောက်လောက်ကတော့အေးဆေးစားလို့ရတယ်သိလားတကယ်ကိုများတာပါစေတနာလည်းကောင်းတယ်အဲ့ဆိုင်ကအမားတွေလေလုံးဝကိုတော့အမှအကုန်ပဲမခိုးမကပ်ပဲထဲတာတော့အစုံပဲအုံသီးတွေရောရေခဲမုတ်တွေရောတော်တော်ကောင်းတယ်နော်တဘာဝဆိုင်ကဘကိုးတို့ဒီလိုမျိုးဆိုင်လေးရှိရတော့ရှယ်ပဲဖာလူဒါအစုံပဲအမှဘကိုးကအဲ့ဆိုင်ကလေကကြီးညှက်မုတ်လားမသိစားချင်တာအဲ့နေ့ကျမှမရဘူးလေကွယ်တကယ်တော့လေအဲ့မုတ်ကိုစားချင်တာအဲ့ဆိုင်မှာလေဒီနေ့အဲ့နေ့ကမရဘူးဒါကျမတို့စားခဲ့တာလေးပါနောက်ဆုံးပိတ်တော့ဘူရာမှာပြန်ဆောင်ရပါပြီရန်ကုန်ကိုပြန်မဲ့ဟာပေါ့နော်ဒါကျမတို့အဖွဲဘကိုးဘူရာကြီးမှာစောင့်ကဲယထာကြီးစီလာပြီယထာလည်းနော်နောက်ကြတယ်ပြန်ကြတော့မတိကြတော့ဘူးမိုးကြီးလို့လည်းပါမယ်ထင်ပါတယ်
အမလမ်းမှာရေးတွေနဲ့ပေါ့နော်လဲကွင်းတွေမှာရေးတွေအပြည့်နဲ့ပေါ့ကွယ်ပြန်มาပြီပဲခူးရဲ့အမှတ်တရကတော့ပျော်စရာကြီးပါရောက်ပြီရှင်ရန်ကုန်မြို့တော်သူရောက်ခဲ့ပါပြီ9 နာရီခွဲလောက်မှဝင်နေထင်တယ်ရထားနောက်ကျနေလို့အိုးဝေသမားရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ကဲကြည့်ရှုပေးလို့အားလုံးကျေးဇူးပါရှင်